Nobody listens. Rowena Wakefield, Chapter 1, Birthday. My name is Alex, and today is my 15th birthday. Nobody says happy birthday to me because nobody at my school knows about my birthday. They don't know me. I started this school 2 weeks ago because we moved here for my mom and dad's work. Candid. မွေးနေ့ကျွန်တော်နာမည်က Alex ပါပြီးတော့ဒီနေ့ကကျွန်တော်ရဲ့15နှစ်မြောက်မွေးနေ့လေဒီကျောင်းကဘယ်သူမှကျွန်တော်မွေးနေ့အကြောင်းမသိကြဘူးဆိုတော့ဘယ်သူမှလည်းမွေးနေ့ဆုတောင်းမပေးကြပါဘူးသူတို့ကျွန်တော်ကမသိကြဘူးလေကျွန်တော်ကဒီကျောင်းကိုပြီးခဲ့တဲ့နှစ်ပတ်ကမှစတက်တာပါဘာလို့လဲဆိုတော့ဖေဖေနဲ့မေမေတို့အလုပ်အတွက်ကျွန်တော်တို့ဒီကိုပြောင်းလာခဲ့ကြတာလေWe are always moving to different towns, and I'm always going to new schools. When I was younger, I made new friends every time, but we are always leaving, and I'm always losing them. When I leave, people forget me. I don't want to start again and again, so I don't make new friends now. It's easier.ကျွန်တော်တို့ကအမြဲတမ်းမြို့တွေပြောင်းနေရတော့ကျွန်တော်လည်းအမြဲတမ်းကြောင်းပြောင်းနေရတယ်။ငယ်ငယ်တုန်းကတော့ကျွန်တော်တငယ်ချင်းရှာပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ကအမြဲတမ်းရွှေ့ပြောင်းနေရတာဆိုတော့သူတို့ကအမြဲတမ်းဆုံးရှုံးရတယ်။ပြောင်းသွားတဲ့အခါလူတွေကကျွန်တော်ကိုမေ့သွားကြတာပါပဲ။အစကနေပဲထက်ကပြန်မစနေကြတော့ပါဘူး။ဒါနဲ့ပဲကျွန်တော်တငယ်ချင်းတင်မရှာတော့ပါဘူး။ဒါကပို့ပြီးစင်ပြေလေခုတယ်လေ။ Today at school I have a computer lesson.It's okay. I like computers, but I like watching music videos best. I feel happy when I listen to music. I can forget about everything. The best music website is Video Space. It has lots of music videos by famous singers and by new singers. ဒီနေ့ကျောင်းမှာကွန်ပျူတာသင်ခန်းစာသင်ရတယ်။စင်ပြေပါတယ်။ကျွန်တော်ကွန်ပျူတာလေ့လာတာသဘောကျပါတယ်။ဒါပေမဲ့တချင်းပြူတွေကြည့်ရတာတော့အကြိုက်ဆုံးပေါ့တချင်းနှောက်ထောင်နေရနေကိုပြောနေတာပါပဲအရာရာကိုလည်းမေ့ထားနိုင်တယ် Video Speak ကတော့အကောင်းဆုံး website ပေါ့အဲ့ဒီမှာနိုင်ငံကျော်အဆိုတော်တွေရဲ့တချင်းတွေရောသက်သစ်စာအဆိုတော်တွေရဲ့တချင်းတွေရောအကုန်ရှိရလေ The computer teacher is nice. I finished my work quickly, so she says, Alex, you can watch some music videos now.Maybe she knows about my birthday. ကွန်ပျူတာဆရာကသဘောကောင်းတယ်ကျွန်တော်ကသင်ခန်းစာဝင်ပြန်ပြီးတော့ဆရာက Alex ဒါတချင်းပြောလေးတွေကြည့်ချင်ကြည့်လို့ရတယ်လို့ပြောတယ်သူကကျွန်တော်မွေးနေ့ကြောင်သိချင်သိနေမှာပေါ့ After the computer lessons, I eat my lunch. Nobody sits with me. Then I have another lesson, and after that I go home.When I get in the house is quiet. I don't have any brothers or sisters, and my mom and dad aren't home because they are working. ကွန်ပျူတာတန်းပြီးတော့ကျွန်တော်နေလေစာစားတယ်ဘယ်သူမှကျွန်တော်နဲ့မထိုင်ကြပါဘူးပြီးတော့တခြားသင်ခန်းစာသင်ပြီးရတယ်ကျွန်တော်အိမ်ပြန်လာတယ်အိမ်ထဲကိုဝင်လိုက်တော့တိတ်ဆိတ်နေတာပဲကျွန်တော်မှညီကောင်မောင်နှမတယောက်မှမရှိပါဘူးပြီးတော့ဖေဖေနဲ့မေမေတို့ကလည်းအလုပ်သွားနေကြလို့အိမ်မှာမရှိဘူးလေ On the table is a note. It says, Happy birthday, son. We're sorry, Alex, but we have an important meeting, so we're going to be home late. This is your birthday present. Love, Mom and Dad. စပွဲပေါ်မှာစာရေးလေးတည်ပဲအဲ့ဒီမှာရေးထားတာကဝင်းနေမှာပြရှင်ပါစေသားလေးဖေဖေနဲ့မေမေတို့တောင်းပန်ပါတယ်ရေးကြီးတဲ့ဆွေးပွဲရှိလို့ဒီနေ့အိမ်ပြန်တဲ့နောက်ကြမယ်သားရင်ဒါလေးကတော့ဒါအတွက်ဝင်းနေလက်ဆောင်လေးပါစစ်တယ်ဖေဖေနဲ့မေမေ A meeting. My mom and dad are always in the meetings with important people. They talk about important things and make lots of money. But I don't understand it. Why do they need more money? We have a big house, an expensive car. Why do we need more? It's my birthday. I want them here. Silver.
ကျွန်တော်မေမေနဲ့ဖေဖေကအမြဲတမ်းအရေးကြီးတဲ့လူတွေနဲ့ဆေးရုံပဲထိုင်နေရတယ်သူတို့ကအရေးကြီးတဲ့အကြောင်းတွေပြောကြပြီးပတ်စံတွေတော့အများကြီးဝင်နေကြတယ်ကျွန်တော်ကတော့နားမလည်နိုင်ပါဘူးဗျာသူတို့ကဘာလို့ပတ်စံတွေထပ်ပြီးလုံနေသေးတာလဲသူတို့မှအိမ်ကြီးရှိတယ်ဈေးကြီးတဲ့ကားတွေရှိရလေဘာလို့နောက်ထပ်လုံနေဦးမှာလဲဒီနေ့ကကျွန်တော်ဝင်နေလေကျွန်တော်သူတို့ကိုဒီမှာပဲရှိစေချင်တာ Next to the note there's a big present I open it it's a guitar a very expensive guitar I ask my mom and dad for it it's really cool at first I can't stop looking at it I love it I want to talk about it with my mom and dad I want to play it for them but there's nobody here I start playing a sound on the guitar it's my new sound I wrote it last week စာဝယ်လေးရဲ့ပြီးမှာလက်ဆောင်ကြီးရှိတယ်ဖွင့်လိုက်တယ်ဂီတာရန်စီကြီးတဲ့ဂီတာပဲကျွန်တော်ဖေဖေနဲ့မေမေတို့ကိုတောင်းဆိုရတဲ့ဟာကောင်းလိုက်တာမိုက်တယ်ဗျာရုံးကြည့်မအောင်ဗျာသဘောကျလိုက်တာဖေဖေတို့နဲ့ဒီအကြောင်းကိုပြောချင်လိုက်တာသူတို့ကိုသိပြချင်လိုက်တာဒါပေမဲ့အခုတော့ဘယ်သူမှဒီမှာမရှိကြဘူးကျွန်တော်ဂီတာလေးစတီးကြည့်တယ်ကျွန်တော်ရဲ့တခြင်းသေးလေးလေးဟိုတနေ့ကမှရေးထားတာ Everybody is far away only me day after day nobody listens and they don't hear look at me I'm standing here why does everything feel so round my one friend is you this sound လူတိုင်းကအဝေးမှာကျွန်တော်တယောက်တည်းတရားပြီးတည်းဘယ်သူမှလည်းနားမထောင်ကြသလိုဘယ်သူမှလည်းမကြားကြဘူးကြည့်ပါဦးကျွန်တော်ဒီမှာရက်နေတယ်လေဘာလို့အရာရာလွဲမနေရတာလဲဒီသချင်းလေးကကျွန်တော်ရဲ့တူးသေးတော့တငယ်ချင်းလေးပါပဲ